1989 ခုနှစ်မတ်လ29ရက်နေ့ဂျပန်နိုင်ငံတိုကျိုမြို့မှာရဲတွေကကောင်လေးတွေ4ယောက်ကိုကင်နပ်ပင်နဲ့ဂန်ရိအမှုတစ်ခုအတွက်စစ်ဆေးနေပါတယ်။အစားပိုင်းမှာတော့ရဲတွေထင်တာကဒီကောင်လေးတွေ4ယောက်ကသူတို့စုံစမ်းနေတဲ့အမှုနဲ့ပတ်သက်နေတယ်လို့ထင်တာပါ။ဒါပေမဲ့မင်းရင်သူတို့ပြောလာတဲ့အရာတွေကရဲတွေစီမှာရှိတဲ့ evidence တွေနဲ့လုံးဝမတူတော့ပါဘူး။ရဲတွေကဒီကောင်လေးတွေလိန်နေတာပဲလို့ထင်ပြီးတယောက်ချင်းစီခွဲမိလိုက်ပါတယ်။ဒါပေမဲ့ထူးဆန်းတာကခွဲမိတာတော့သူတို့4ယောက်ရဲ့ထွက်ဆိုချက်တွေကတပုံစံတက်ဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပဲရဲတွေသဘောပေါက်သွားတာဟာဒီကောင်လေးပြောနေတာသူတို့စုံစမ်းနေတဲ့အမှုမဟုတ်ပဲတခြားရန်ကြောက်ဖို့ကောင်းတဲ့အမှုတစ်ခုကြောင့်ဖြစ်နေတယ်ဆိုတာပါ။ရဲတွေဆက်မိလိုက်တဲ့အခါမှာသူတို့ကမိန်းကလေးတစ်ယောက်ကိုတက်ပြီး55ဂလန်ဒန်ထရက်မှာဘီလာမြေနဲ့လောင်းပိတ်ပြီးဝါကာစုကန်ထရက်ရှင်ဆိုတဲ့နေရာတစ်နေရာမှာပြစ်ထားတယ်လို့ဝန်ခံလိုက်ပါတယ်။ရဲတွေချက်ချင်းအဲ့ဒီနေရာကိုတွားပြီးစစ်ဆေးတဲ့အချိန်မှာဘီလာမြေနဲ့လောင်းပိတ်ထားတဲ့ဒရန်တစ်လုံးကိုတွေ့ခဲ့ပါတယ်။ဒရန်ကိုဖွင့်လိုက်တဲ့အချိန်မှာတော့အထက်မှာမိန်းကလေးတစ်ယောက်ရဲ့အလောင်းရှိနေပါတယ်။အလောင်းကို postmortem စစ်ဆေးဖို့ပို့လိုက်ပြီး report ထွက်လာတဲ့အချိန်မှာတော့ရဲတွေတောင်အံ့ဩသွားပါတယ်။သူမတီးဆုံးရတဲ့အကြောင်းရင်းက electric shock ဖြစ်နေပါတယ်ဒါပေမဲ့အဲ့ဒါတက်ဖို့ကြောက်စရာကောင်းတာမတက်ခင်သူမကိုရက်ပေါက်များစွာအလွန်ဆိုးရွားစွာနှိပ်စက်ထားခဲ့ပါတယ်သူမရဲ့ရင်သားအတွင်းမှာလည်းအတီတီလေးတွေစိုက်ထားတာတွေတွေ့ရပါတယ်သူမရဲ့ rectal cavity အတွင်းမှာလည်း plastic ဘူးတွေရက်နေတာတွေတွေ့ရပါတယ်သူမဟာမတည်ခင်ကိုဝင်တောင်ရှိနေခဲ့ပါတယ်ညနာကလည်းအရန်ပြက်စီနေတဲ့အတွက်ဘယ်သူလဲဆိုတာတီးပြဖို့တောင်ခက်ခဲလို့ forensic team တွေကသူမရဲ့လက်ပွေနဲ့အတီးပြခဲ့တာပါအဲကြောင့်ဒီ case ကိုလူတော်တော်များများက human history ထက်ကအဆိုးရွားဆုံး case တစ်ခုဟုတ်တယ်လို့ပြောကြပါတယ်ဒီနေ့ကျွန်တော်တို့ပြောသွားမယ့် case ကတော့ Junko Furuta ရဲ့ case ပါဒီအမှုဟာဂျပန်နိုင်ငံရဲ့မီနာတိုမြို့ကနဲ့စတင်ခဲ့တာပါ Junko Furuta ဟာအသက်18နှစ်ပဲရှိသေးတယ်တက္ကသိုလ်ကျောင်းသူတစ်ယောက်ပါဂျွန်ကိုဟာသူမရဲ့မိဘနဲ့သူမရဲ့ညီလေးတစ်ယောက်နဲ့အတူတူနေတာပါဂျွန်ကိုဟာယာရှီယိုမီနာမီ high school မှာကျောင်းတက်နေပြီး plastic modeling factory တစ်ခုမှာ part time အလုပ်လုပ်နေပါတယ်ဘာဖြစ်လို့လုပ်တာလဲဆိုတာ graduation trip အတွက်ပတ်စံစုနေရပါဂျွန်ကိုဟာလှလဲလာစားလဲတော်တဲ့အတွက်ကျောင်းကကောင်လေးတွေတော်တော်များများကသူမကိုကြိုက်နေကြပါတယ်ဒါပေမဲ့အဲ့ဒီကျောင်းမှာပဲလူတိုင်းကြောက်နေတဲ့ကောင်လေး4ယောက်ရဲ့အဖွဲ့ရှိပါတယ်သူတို့ဟာကျောင်းကန်နဲ့ထွက်ပြေးသွားတဲ့ကျောင်းသူတွေဖြစ်ပြီးကျောင်းကိုမကြခဏလာပြီးကျောင်းသားတွေကိုဘူလီလုပ်တက်ကြပါတယ်။ဟိုကြောက်စရာကောင်းတာဟာအဲ့ဒီကောင်လေးတွေက local gangster တွေနဲ့ connection ရှိနေပါတယ်။အဲအကြောင်းကျောင်းကဆရာမတွေအောင်သူတို့ကိုမတားရဲကြပါဘူး။အဲ့ဒီအဖွဲ့မှာအသက်18နှစ်ဟီရိုရှီမီယာနိုအသက်19နှစ်ဂျိုအိုဂူရာအသက်16နှစ်ရှင်ဂျီမီနာတိုနဲ့အသက်18နှစ်ယာရှူရှီဝါတာနာဘေတို့ပါပါတယ်။ဟီရိုရှီမီယာနိုကဂျွန်ကိုကိုကြိုက်ပြီးတနေ့မှာ proposal လုပ်ခဲ့ပါတယ်။ဒါပေမဲ့ဂျွန်ကိုကရင်းကြီးကြီးနဲ့ reject လုပ်ပေးတဲ့အချိန်မှာသူကအရန်စိတ်ဆိုးသွားပါတယ်။တာမန်လူဆိုရင် rejection ကိုလက်ခံနိုင်ပြီးမှဟီရိုရှီကတော့မရပါဘူး။1988ခုနှစ်နိုဝင်ဘာ25ရက်နေ့မှာဂျွန်ကိုဟာပတ်တန်အလုပ်လုပ်ပြီးစပိန်နဲ့အိမ်ပြန်နေပါတယ်။အဲ့ဒီအချိန်မှာပဲဟီရိုရှီနဲ့ရှင်ဂျီတို့ကသူမတို့ကိုတယောက်တည်းသွားနေတာတွေ့လိုက်ပါတယ်။ဟီရိုရှီကရှင်ဂျီကိုသူမစပိန်ကိုသွားကန်ချလိုက်ငါမင်းသားလိုအကူအညီသွားပြီးမယ်လို့ပြောလိုက်ပါတယ်။ရှင်ဂျီကစပိန်ကိုကန်ချလိုက်ပြီးဂျွန်ကိုကလည်းလဲကျသွားပါတယ်။အဲ့ဒီအချိန်မှာပဲဟီရိုရှီကကူညီသူလိုဟန်ဆောင်ပြီးသူမစီသွားပါတယ်။ဂျွန်ကိုကဟီရိုရှီကိုကြောင်းကန်နဲ့တီးထားတဲ့အတွက်ယုံကြည်လိုက်ပါတယ်။ဒါပေမဲ့ဟီရိုရှီကအိမ်လိုက်ပို့ပြီးမယ်ဆိုပြီးတော့မှအတာဂျီရဲ့ဟိုတယ်တစ်ခုမှခေါ်သွားခဲ့ပါတယ်။အဲ့ဒီမှာပဲသူရဲ့မျက်နှာအစီပေါ်လာသွားပါတယ်။သူကဂျွန်ကိုကိုထွက်ပြေးဖို့ကြိုးစားရင်အကူအရင်ခေါ်ရင်မိဘတွေကို gangster တွေနဲ့တိုက်ခိုက်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ဂျွန်ကိုဟာအရန်ကြောက်သွားပြီးဘာမှမပြောရဲပါဘူး။အဲ့ဒီညမှာပဲဟီရိုရှီကဂျွန်ကိုကိုရဲဆက်မဒိန်ကျင်းခဲ့ပါတယ်။နောက်ပိုင်းဟီရိုရှီကသူ့တငယ်ချင်း3ယောက်ကိုပါခေါ်လာပြီးဂျွန်ကိုကိုဆက်လက်မဒိန်ကျင်းခဲ့ပါတယ်။အစားပိုင်းမှာတော့သူတို့ဟာဂျွန်ကိုကိုမဒိန်ကျင်းပြေးအောင်ပြန်လုပေးမယ်လို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့သူမကရဲတိုင်းမလားဆိုပြီးတော့မှကြောက်ပြီးတော့မှသူတို့ကမလွတ်လိုက်တော့ပါဘူး။အဲ့ဒါနဲ့သူတို့ဟာဂျွန်ကိုကိုဟိုတယ်နဲ့ပြောင်းပြီးရှင်ကြီးရဲ့မိဘအိမ်ကိုခေါ်သွားကြပါတယ်။စိတ်ပြက်စီဖို့ကောင်းတာရှင်ကြီးရဲ့မိဘတွေကဂျွန်ကိုကို kidnap လုပ်ပြီးယူလာခဲ့တာဆိုတာသိပါတယ်။ဒါပေမဲ့မိဘတွေကသူတို့သားဟာ gangster တွေနဲ့ connection ရှိတယ်ဆိုတာသိပြီးတော့မှဘာမှမပြောရဲကြပါဘူး။1988နိုဝင်ဘာ25ရက်နဲ့1989ဇန်နဝါရီ4ရက်ထိစုစုပေါင်း44ရက်ကြာဂျွန်ကိုဟာငရဲပြီးရောက်တယ်လို့ခံစားခဲ့ရပါတယ်။အစားပိုင်းမှာတော့သူတို့ဟာသူမကို sexual abuse လုပ်ခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့သူတို့ရဲ့တငယ်ချင်းတွေကိုပါအိမ်ခေါ်လာပြီးဂျွန်ကိုကိုအတင်းအကျပ်လုပ်ခိုင်းခဲ့ပါတယ်။ report တချို့အရဂျွန်ကိုကိုကောင်လေး100ကျော်ဟာမတိန်ကျင်းခဲ့တယ်လို့ဆိုပါတယ်။ဂျွန်ကိုပျောက်သွားပြီး3ရက်ကြာမှသူမရဲ့မိဘတွေက missing report တင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကောင်လေးတွေကတီ
သွားပြီးဂျွန်ကိုကိုသူမရဲ့မိဘတွေကိုဖုန်းဆက်ခိုင်းပါတယ်ကျမဟာကောင်လေးနဲ့ထွက်ပြေးလာတယ်ပျော်နေတယ်မရှာပါနဲ့ဆိုပြီးပျော်ခိုင်းခဲ့ပါတယ်အဲ့ဒီဖုန်းကောကြောင့်ပဲမိဘတွေက missing report ကိုပြန်ယူလိုက်ရပါတယ်အဲ့ဒီနောက်ပိုင်းဂျွန်ကိုအတွက်ကဲတင်မဲ့သူဘယ်သူမှမရှိတော့ပါဘူးနေ့တိုင်းသူတို့ဟာတော်ကြနီလန့်အစ်စ်တွေစဉ်းစားနေခဲ့ပါတယ်သူမကိုအဝေးမဝေးပဲထားတာတွေအချက်ရအောင်လုပ်တာတွေဗဂျိုင်နာထက်မှာပူနေတဲ့မီးလုံးတွေတန်းတို့တွေအကုန်ထည့်ပေးပါတယ်တချို့ပစ္စည်းတွေဆိုအတွင်းမှာပဲပိတ်မိသွားပြီးထုတ်တော့မထုတ်ပြီးခဲ့ပါဘူး postmortem report အရ plastic ဘူးတွေခန္ဓာကိုယ်အတွင်းမှာပိတ်မိနေတယ်ဆိုတာတွေ့ရပါတယ်ဒီဇင်ဘာလထက်မှာဂျွန်ကိုကထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့သူတို့ကပြန်ဖမ်းမိသွားပါတယ်အဖြစ်ပေးတဲ့အနေနဲ့ Danvers တွေကိုသူမရဲ့ဒူးပေါ်မှာပြချခဲ့ပါတယ်အဲဒီနောက်သူမရဲ့ခြေထောက်ကျိုးသွားပြီးလမ်းလည်းမလျှောက်နိုင်တော့ပါဘူးအိမ်သာသွားရင်တော့လီဘက်ထောက်ပြီးတော့မှသွားရတဲ့အထိဖြစ်သွားခဲ့ပါတယ်ဂျွန်ကိုဟာနေ့တိုင်းကျေးဇူးပြုပြီးကျမကိုတတ်ပေးပါလို့တောင်းဆိုနေခဲ့ပါတယ်ဒါပေမဲ့သူတို့ဟာမရက်ခဲ့ပါဘူးသူတို့ဟာပူနေတဲ့ wax တွေလောင်းတာတွေမီးချစ်တွေနဲ့မီးရှို့တာတွေအမျိုးမျိုးဆက်လုပ်နေခဲ့ပါတယ်စားစရာတွေလည်းကောင်းကောင်းလေးမပြီးတဲ့အတွက်သူမရဲ့ immune system အားနည်းလာပြီးဒဏ်ရာတွေမပြောက်တော့ပါဘူးခန္ဓာကိုယ် fuse ထွက်နေပြီးနောက်ပိုင်းသူတို့တောင်ဂျွန်ကိုကြည့်ပြီးဆက်ဆုပ်လာကြပါတယ်ဒါပေမဲ့တော့ကြကိုတော့မရက်ခဲ့ကြပါဘူးတစ်ချိန်မှာတော့ပလာယာနဲ့သူမရဲ့ဘေဘက်နိုးဒီကိုတောင်အတင်းဖြတ်ပြီးခဲ့ကြပါတယ်1989ဇန်နဝါရီ4ရက်နေ့မှာဟီရိုရှီမီယာနိုဟာလောင်းကစားမှာပတ်စံအကုန်ရှုံပြီးဒေါသတွေထွက်နေပါတယ်အဲ့ဒီဒေါသကိုဂျွန်ကိုပေါ်ပုံချလိုက်ပါတယ်ဂျွန်ကိုရက်ရက်ဆက်ဆက်မတေအောင်ထိရိုက်ပြီးတော့မှတတ်လိုက်ပါတယ်ည10နာရီဝန်းကျင်မှာတော့ဂျွန်ကိုဖရူတာနောက်ဆုံးအသက်ရှူသွားခဲ့ပါတယ်အမှုမပေါ်ဘူးသူတို့ဟာဂျွန်ကိုရဲ့အလောင်းကို55ဂလန်ဒရမ်ထဲမှာထည့်ပြီးတော့မှဘီလာမြေလောင်ပေးလိုက်ပါတယ်နောက်ရက်ဇန်နဝါရီ9ရက်မှာဝကာဆူ construction site မှာတွားပြစ်ခဲ့ကြပါတယ်ဒါပေမဲ့လအနေငယ်ကြာမှာတော့သူတို့ကိုရဲတွေကဖမ်းမိခဲ့သွားတာပါနောက်ဆုံးတရားရုံးကဟီရိုရှီမီယာနိုကို20နှစ်ဂျိုအိုဂူရာကို10နှစ်ရှင်ဂျီမီနာတိုကို9နှစ်ယာဆူရှီဝတာနာဘေကို9နှစ်ထောင်ချခဲ့ပါတယ်ဒီ punishment ဟာဂျွန်ကိုခံရတာကိုကျင်းအရန်ပေါ်တယ်လို့ယူဆကြပါတယ်ဒီလိုနဲ့လူသားသမိုင်းထက်ကအဆိုးရွားဆုံးနဲ့ရက်ဆက်ဆုံးတော်ကြ case တွေထက်ကတခုအဆုံးတက်သွားခဲ့ပါတယ်ဒီအမှုဟာလူသားဆမ်းမှုပျောက်ဆုံးသွားတဲ့အမောင်တစ်ခုကိုပြသခဲ့ပါတယ်ဂျွန်ကိုဖရူတာကိုအမတ်ရနိုင်မယ့်သူတွေအများကြီးရှိနေသေးပါဒီလိုအဖြစ်မျိုးနောက်တစ်ကြိမ်မဖြစ်ပေါ်လာဖို့ပဲမျှော်လင့်ရပါတယ်ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ် True Crime Story တွေကိုနားထောင်ချင်ရင် channel ကို subscribe လုပ်ပေးထားကြပါ